Welcome to A Dose of Ngay. Hello. ဒီနေ့တော့တင်ငယ်ကကြက်ပေါင်ကိုပေါင်းစားမှာဖြစ်ပါတယ်။ကြက်ပေါင်ကတော့နှစ်ခုသုံးထားပါတယ်။နှစ်ခုသုံးထားတာကတော့နှစ်ခုပဲရှိလို့ပါ။အရင်ဆုံးစားထည့်ပါတယ်။စားနဲ့ကြက်ပေါင်တွေကိုတေချာသမအောင်နယ်ပေးပါ။ပြီးသွားရင်တော့ရေဆေးပါမယ်။ရေကိုလေတေချာပြောင်းအောင်ပေါ့နော်အညစ်အကြေးတွေတေချာဆင်အောင်လို့3 လီတာဆေးပါတယ်ပြီးရင်ရေစစ်ပြီးတော့ကြက်သားမှုတ်ထည့်တယ်နှမ်းစီမွေးထည့်ပါတယ်နှမ်းစီမွေးရတယ်တစ်စုံပဲထည့်ပါတယ်ပဲငမြရဲ့အကြီးတစ်စုံထည့်ပါတယ်ခရုစီလည်းတစ်စုံပဲထည့်ပါတယ်ရှင်အချိုကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားလေးထည့်ပါပြီးလို့ရှိရင်သမအောင်နယ်ပေးပါတေချာစိတ်ရှိရှိလေးနဲ့နယ်ပြီးတော့နှက်ထားပါမယ်နိုင်ဝက်လောက်နှက်လို့ရှိရင်ရပါတယ်เนาะအရန်ကြာကြီးမလို့ပါဘူးပြီးရင်တော့ပေါင်းမဲ့ပကံထဲကိုထည့်ပါပကံကအပူခံဖို့လိုပါတယ်ခုန marinate လုပ်ထားတဲ့အရည်တွေကိုလည်းအကုန်လုံးထည့်ပါမယ်ဒီနေ့လေးပေါင်းအိုးရှာလို့မတွေ့လို့ဒီတိုင်းလေးပဲ CO လေးနဲ့ wrap အုပ်ပြီးတော့ပေါင်းလိုက်ပါတယ်ကိုယ့်ရဲ့စက်သားရဲ့အတုံးကြီးတာသေးတာပေါ်မှာမူတည်ပြီးတော့အချိန်လေးကွာပါမယ်เนาะစောင့်ကြည့်ပေးပါဒီငယ်ကတော့1 နာရီလောက်ပေါင်းလိုက်ပါတယ်အဲ့ဒါဆိုလို့ရှင်တော့အရန်ကိုစားကောင်းတဲ့ချက်ပေါင်းရပါပြီရှင်ဒီဗီဒီယိုကြိုက်တယ်ဆိုလို့ရှင်တော့ like and subscribe လုပ်သွားပေးပါအောင်ရှင် So see you on the flip side. Ta-da!